အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကိုပြဖြိုးနိုင်ပါကျွန်တော်ပြီးခဲ့တဲ့ပတ်နေစပြီးတော့ဗီဒီယိုလေးတွေကျွန်တော်စရိုက်မယ်ဆိုကျွန်တော် introduction video လေးကျွန်တော် YouTube channel introduction video လေးကျွန်တော်စတင်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ပြောပြချင်တာတွေကျွန်တော် share ချင်တာတွေအများကြီးတည်းမှာကျွန်တော်script လည်းမရေးတာဘူးဒါပေမဲ့ကျွန်တော်တို့လည်းအလွယ်ကူဆုံးသောအရာလေးဖြစ်မဲ့ကျွန်တော်ဘွားရဲ့ဒီ2021တုန်းကတွေ့ကြုံခဲ့ရကျွန်တော်ဘွားရဲ့အတွေ့အကြုံလေးကိုမျှဝေပေးမှာပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုလည်းကျွန်တော် Facebook မှာကျွန်တော်ပြန်လဲဘယ်လိုပြောရမလဲကျေးဇူးတင်လွှာရေးမယ်ဆိုပြီးတကယ်ကြောင်မရေးဖြစ်ခဲ့ဘူးပေါ့နော်ဒီနေ့ဒီချိန်ထိအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကျေးဇူးတင်ထိုက်သူအားလုံးလည်းကျေးဇူးတင်ရင်ကျွန်တော်ဘွားရဲ့2021တုန်းကတွေ့ကြုံရဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြန်လဲတင်ပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်အခုတစ်ခေါက်တင်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်2021 6လပိုင်းမရဆိုရင်6လပိုင်း19ရက်နေ့မှာဖြစ်ခဲ့တဲ့ကျွန်တော်ရဲ့ COVID-19 ဒီ period လေးကိုကျွန်တော်တင်ပြချင်တာပေါ့နော်အမှန်တိုင်းပြောရင်ကျွန်တော်အဲ့ဒီအချိန်ကအမှန်တိုင်းပြောရင်တကယ်ကိုကံကောင်းခဲ့လို့ကျွန်တော်မတည်ခဲ့တာပေါ့နော်ပြောမှဆိုတည်ခြင်းတရားနဲ့လုံးဝတကားတစ်ချက်လေးတဲ့ခြားထားတဲ့အနေအထားထိကိုကျွန်တော်ရောက်ရှိခဲ့တယ်ပေါ့နော်မရဆိုရင်ကျွန်တော်ဘဝမှာကျွန်တော်လုပ်ငန်းအကြီး3ခုလုပ်ခဲ့တယ်အဲ့လုပ်ငန်းဒီအကြီး3ခုလုပ်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ကိုယ်ပိုင်စီးပွားရေးတွေတစ်ခု2ခုစခဲ့တယ်စပြီးရဲ့နောက်ပိုင်းကျွန်တော်2021မရဆိုရင်ကျွန်တော်3လပိုင်းလောက်မှာစပြီးတော့ကျွန်တော်Australia family တစ်ခုအတွက်ကျွန်တော်တို့ရဲ့ PA လဲလုပ်ရင်ကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲသူတို့မိသားစုအတွက်ကျွန်တော်ကားလဲမောင်းပေးတယ်ကျွန်တော် personal care assistant လည်းလုပ်တယ်အဲ့လိုလုပ်နေနေကျွန်တော်မထင်မှတ်ပဲနဲ့ပေါ့နော်ကျွန်တော်COVID-19 ရောဂါဖြစ်ခဲ့ရပေါ့နော်ကျွန်တော်ပထမဆုံးအဲ့ COVID-19 ရောဂါအတွေ့အကြုံလေးကပြောရမယ်ဆိုရင်ကျွန်တော်မှတ်ရကျွန်တော်3လပိုင်းမှာတို့ရှိမှလှုပ်ရှားလုပ်တယ်လုပ်နေနေအရာအလုံးစင်ပြေနေစားသူပါပေါ့နော်အဲ့လိုနဲ့ကျွန်တော်မှတ်ရဆို6လပိုင်း15ရက်နေ့လောက်မှာကျွန်တော်အလုပ်ရှင်တွေရဲ့ဒီခိုင်းစေမှုတစ်ခုကြောင့်လည်းကျွန်တော်တောင်းတလာစမှုဆောင်တွေကိုတွားပြီးတော့ကျွန်တော်ဘယ်လိုပြောရမလဲအဲ့ကျွန်တော်အောက်ဆီဂျင်တွေတန်းစီနေရတဲ့ဖြစ်ပေါ့ဗျာအောက်ဆီဂျင်တွေအရန်ရှားပါတယ်အောက်ဆီဂျင်တွေတန်းစီနေရတယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းကျွန်တော်ရဲ့အလုပ်ရှင်တွေအတွက်ပြီးတဲ့အခါမှာကျွန်တော်ဒီပတ်ဝန်းကျင်လူတွေအတွက်ကောင်းကျိုးအတွက်ကျွန်တော်အနေနဲ့အောက်ဆီဂျင်ဘူးအားတဲ့အချိန်မှာတော့တန်းစီပေးတယ်တန်းစီပေးတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တရက်ကြတော့အဲ့ချိန်မှာကျွန်တော်တို့ရှိမှာတိတ်ဆုံးနှုံးရတယ်အရန်မြင့်နေပြီ COVID-19 ကျွန်တော်ထင်တယ်မရဆိုစတုတ်ထလိုင်းဖြစ်နေမှတင်တယ်ဗောနော်2021 6လပိုင်းဆိုအရန်အသေးပြောင်းများတယ်အဲ့ချိန်မှာကျွန်တော်တို့ပထမလိုင်းဒုတိယလိုင်းတတိယလိုင်းအကုန်ကျော်ဖြတ်နိုင်ခဲ့တယ်အဲ့ဒီစတုတ်ထလိုင်းနဲ့ကြာတဲ့ကြောင်ကျွန်တော်6လပိုင်းတရက်နေ့မှာစပြီးတော့ဗောနော်ကျွန်တော်အဲ့အဓိကကတော့6လပိုင်း15ရက်နေ့တော့ကျွန်တော်ကသူတို့ဘယ်လိုပြောရမလဲဘီပတ်ဝန်းကျင်တော့အောက်ဆီဂျင်တွေတော့တန်းစီပြီးတယ်လူနာအိမ်မစီးတော့ပို့ပေးတယ်ပြီးအားရှိပြန်အစားအစာလေးပို့ပေးရအလုပ်အားတဲ့ချိန်လေးမှာပေါ့နော်ဒီအလုပ်ရှင်ရဲ့ဘယ်လိုပြောမလဲ donation လေးတွေနဲ့သူတို့ရဲ့ဒီကူညီပေးမှုရဲ့ expression တွေကကျွန်တော်ကိုယ်တိုင်လိုက်လုပ်ခဲ့ရပေါ့လိုက်လုပ်ခဲ့ရင်းနဲ့မထင်မှတ်ပဲနဲ့ကျွန်တော်အတောက်လျှောက်လုပ်နေရနေမှာ4-5ရက်လောက်တောက်လျှောက်လုပ်နေရနေမှာကျွန်တော်ကအမှန်တိုင်းပြောပေါ့တန်လည်းနေတယ်ပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်mask မတက်ဘူးကျွန်တော်ပြင်သွားလို့ရှင်တက်တယ်ဒါပေမဲ့တက်ရှူချက်တာနဲ့ယောက်ျားလေးဆိုလက်နေကျွန်တော်ငါဂျင်ဆော့တယ်ငါ strong ဖြစ်တယ်ငါအရန်တန်ပါတယ်တုံးတောင်ယောဂပိုးလေးငါရှိမဝင်နိုင်ဘူးဆိုတော့ပေါ့နော်ဘယ်လိုပြောရမလဲမန်နဲ့ပေါ့ငါမှလည်းနည်းနည်းလေးဘာယောဂအခမ်းမှလည်းမရှိခဲ့ဘူးဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်အဲ့လိုမျိုးနေခဲ့တာပေါ့နော်ဒူပီတာပဲနေခဲ့မထင်မှတ်ပဲနဲ့ကျွန်တော်6လပိုင်း21ရက်နေ့မှာကျွန်တော်စဖျားရပေါ့နော်ဖျားတော့ကျွန်တော်အဲ့နေ့ညမှာနည်းနည်းလေးကိုယ်လက်တွေကြိုက်ခဲတယ်ဖျားတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုပြောရမလဲနောက်နေ့ကျတော့ကျွန်တော်အလုပ်ခွင့်ယူရပါတော့ကျွန်တော်နေမကောင်းလို့ကျွန်တော်အလုပ်မလာနိုင်ဘူးဆိုပြီးကျွန်တော်ဖျားတော့ကျွန်တော်တို့ရက်ကွက် clinic ရှိရပါတော့အဲ့ clinic ကဆရာလေးကအရန်တော်ပါတယ်ကျွန်တော်တို့မိသားစုမှာဆိုရင်အဖိုးအဖွားအဖေမေကျွန်တော်တို့လက်ရှိတစ်မျိုးလုံးတစ်ဆွေလုံးကဒီကျွန်တော်တို့အောင် clinic မှာတွားပြီးတော့ပါနော်ကျွန်တော်တို့တွားပြီးစီကံပြရတယ်ကျွန်တော်တို့အတွက်မိသားစု family ဆရာဝန်လည်းဖြစ်နေပြီပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်သူ့ရှိမှာတွားပြီးတော့အရင်ဆုံးပထမဆုံးနေ့မှာကျွန်တော်ပါစီတမော့တောက်တယ်ဒီပူဂျင်တောက်တယ်တုံးတန်းဆိုရင်ကျွန်တော်တို့အဲ့လောက်တောက်ပြီးအစားလေးစားပြီးတော့အိတ်လိုက်လို့ရှိရင်ပြန်ပြီးအားရှိရပါတော့ကျွန်တော်ပထမဆုံး6လပိုင်း21ရက်နေ့မှာဖျားပြီးတော့ကျွန်တော်အဖျားမကြောက်အနောက်ရက်တဲ့ကြတဲ့ကျွန်တော်ဒုတိယမြောက်နေ့ကျစိတ်ခံသွားတယ်အဲ့ အောင် clinic ကိုသွားရပါတော့သွားတဲ့အခါမှာကျွန်တော်ရဲ့အဖျားဘယ်လောက်ဖြစ်သွားပြီလဲဆိုတော့
ကျွန်တော်ရဲ့အဖျားကကျွန်တော်မမရဒုတိယနေ့မှာအဖျားက100လောက်ဖြစ်နေပြီဖြစ်တော့ပြောမှဆိုနည်းနည်းလေးဟိုမခံနိုင်တော့ဘူးပေါ့နော်မခံနိုင်တော့ဘူးကျွန်တော်ဟူဟဲတွေဖြစ်လာပြီးပါစီတမောတွေတောက်တယ်စီကန်းသွားတယ်စီးထိုးတယ်ဆရာဝင်ရတဲ့စီးအပြင်းစားတွေထိုးပေးရပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တရက်သွားတယ်မတက်တာဘူးပြန်လာတယ်စီးထိုးလိုက်တဲ့အချိန်နိုင်ခွက်မိနစ်30တနာရီလောက်ပဲကောင်းတယ်ကျွန်တော်2နာရီ3နာရီလောက်ဆိုတော့အဖျားကပြန်တက်လာတယ်ကျွန်တော်ထင်တယ်နော်22ရက်မြောက်နေ့မှာကျွန်တော်စီကန်းရောက်တယ်ကျွန်တော်အဖျားကြီးပြန်တက်တယ်စီကန်းစီးထိုးတဲ့ချိန်ခဏပဲအဲ့နဲ့ပုံမှန်ဆိုရင်လည်းကျွန်တော်တို့ကဗျာစီးတောက်ရုံနောက်နဲ့ပျောက်တယ်အဲ့လိုမပျောက်တဲ့အတွက်စီးကန်းသွားတယ်စီးထိုးတယ်စီးထိုးပြီးတော့တောက်စီး3ခွက်တောက်တယ်မပျောက်ဘူးလုံးဝအဖျားလုံးဝမကြောက်သွားဒီနော်ကျွန်တော်မခံနိုင်တော့အဲ့ဒါတတိယမြောက်နေ့နန်း6လပိုင်း22ရက်နေ့လောက်ရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ temperature ကဘယ်လောက်ဖြစ်လာလဲဆိုတော့အဖျား102လောက်ဖြစ်လာရပါတော့102လောက်ဖြစ်လာ102 103 situation ကျွန်တော်3ရက်မြောက်နေ့လေကြာကြောင်းကျွန်တော်အိတ်လည်းမိတ်နိုင်တော့စားလည်းမစားနိုင်တော့ကျွန်တော်အရန်ဝီးဖြစ်လာတယ်အဲ့ဒါနဲ့ကျွန်တော်အမျိုးထဲမှာလည်းဟာဖြစ်ရှိရပါတော့ဒီဆရာဝန်ရှိရမှာเนาะကျွန်တော်ရဲ့အတော်တဝမ်းခွဲဆိုရင်ဒါဆရာဝန်ပေါ့เนาะဆရာဝန်ဖြစ်တဲ့အတွက်ကြောင့်သူကလည်းလက်ရှိချိန်မှာနားနှာခေါင်းလည်းကြောင်းအထုကူပေါ့เนาะလက်ရှိချိန်မှာဆိုရင်နားနှာခေါင်းလည်းကြောင်းအထုကူဒါပေမဲ့သူ့ရဲ့ကိုဗစ်ပထမလိုင်းဒုတိယလိုင်းမှာဆိုရင်ကျွန်တော်တို့ARP Foundation ရဲ့ဒီ COVID Center first wave second wave မှာဆိုရင်သူကဘယ်လိုပြောမလဲထက်ဝင်inter active ဖြစ်ခဲ့တဲ့ဆရာဝန်တယောက်အနေနဲ့ဒီယောဂါကိုဒီကျွတ်တင်ကာကွယ်တဲ့ဖြစ်နေတဲ့လူတွေကိုဘယ်လိုပြောရမလဲကျွန်တော်တို့သူတို့တွေinteraction လုပ်တဲ့အဖွဲ့ထဲမှာသူတို့ပါခဲ့ပေါ့နော်အဲ့အတွက်ကြောင့်သူ့မှာအတွေ့အကြုံအများကြီးရှိတယ်နားထောင်လေကြောင်းအထူးဖြစ်တည်တာဒီယောဂါနဲ့ပတ်သက်ပြီးအတွေ့အကြုံအများကြီးရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတတိယမြောက်နေ့မှာကျွန်တော်ရဲ့ဘေးကမိသားစုဝင်တွေကလှမ်းပြီးဖုန်းဆက်အကြံဉာဏ်တောင်းတယ်ပေါ့နော်နင့်သူတော့ဖျားနေပြီအဖျားက103ရှိတယ်အဖျားလုံးဝမကြောက်ဘူးအဲ့ချိန်မှာလူတွေကကိုဗစ်ပဲဖြစ်နေတာဆိုတော့အဲ့ဆိုရင်တော့သူကတော့ပြောတယ်ဒေါက်တာဆန္ဒလင်းอ่ะပေါ့နော်သူကတော့ပြောတယ်ဘာပြောလဲဆိုတော့အဲ့ဆိုရင်တော့ဒါကိုဗစ်ပဲဖြစ်မယ်ဒီချိန်မှာကိုဗစ်ဖြစ်နေတာအဲ့တော့အထူးစိုက်ပါဘယ်လိုပြောရမလဲဘာစီတောက်ဆိုပြောရပေါ့နော်အဲ့ချိန်ထိကျွန်တော်ကသူနဲ့စပြီး connection တော့ရနေပေါ့နော်ဒေါက်တာဆန္ဒလင်းနဲ့ဒါပေမဲ့ကျွန်တော်ကအောင်ကလင်းနဲ့မှာပဲတွားပြီးတော့အများနဲ့အဖျားကြောင်ကုသစီထိုးတယ်အဲ့လိုမျိုးနဲ့နေလာတာပေါ့နော်နေလာရင်းနဲ့3ရက်မြောက်နေ့မှာအဖျား103ဖြစ်ပြီး22ရက်နေ့မှာ23ရက်နေ့မှာလည်းကျွန်တော်အဖျား103လုံးဝမကြောက်ဘူးအဲ့နဲ့အောင်စီးရအောင်သွားပြီးနောက်တစ်ချိန်ဆေးထပ်ထိုးတယ်ဒီတစ်ချိန်လောက်ထိုးရင်တော့ပုံမှန်အဖျားတွေတော့9ရက်တစ်ချိန်လောက်ဆေးထိုးရင်မပြောက်ဘူးတစ်ချိန်လောက်ထိုးရင်တော့ပျောက်ပါပြီဆိုရင်3ရက်မြောက်နေ့လောက်မှာကျွန်တော်ဆေးထပ်ထိုးတယ်မပြောက်ဘူးအဲ့နဲ့4ရက်မြောက်နေတဲ့ကြာလူကအားလည်းမရှိဒါပေမဲ့အဲ့ချိန်ဒီ resistant ကြံသေးတယ်ကျွန်တော်ကအရင် strong ဖြစ်ခဲ့တဲ့လူအဲ့တော့4ရက်မြောက်နေ့မှာဆေးသွားထိုးအဲ့ချိန်မှာကျွန်တော်တို့ရဲ့ဒီရက်ကွက်တင်းနေအောင်တင်းနေပြောပြီးကိုပြည့်ရေးဒါကိုပြည့်ဖြိုးရေးကိုပြည့်ဖြိုးကဘယ်လိုပြောရမလဲအခုဆိုရင်ကျွန်တော်ပိုးသက်စေအပြင်းစားတွေ30စက်တက်လောက်ထိုးပြီးတာဒါဆိုရင်ပျောက်သွားတော့မယ်ပေါ့နော်အခုမပျောက်ဘူးဆိုတော့ကိုပြည့်ရောခုခံအားတွေပါကြာဆင်းနေသလားဆရာဝန်ကတော့စိတ်ပူလို့ပြောရပါတော့ကိုပြည့်ဘယ်လိုပြောရမလဲအပြောသူကတော့ပုံဝင်နေနေမှယူသလားပဲပြောရမှာအပြောပါးတွေလိုက်စားသလားလားမဟုတ်ရင်ကျွန်တော်ထိုးပြီးတဲ့စီးတွေရဆိုဒီအဖျားပျောက်ကိုပျောက်အောင်မယ်ပေါ့နော်မပျောက်ဘူးဆိုတော့ကိုပြည့်တွေးစစ်ကြည့်ပါပေါ့နော်အဲ့လိုမျိုးစစ်ကြည့်ပါဆိုတော့ဒါလုပ်ကြည့်ထားမှာကျွန်တော်ရဲ့တွေးကိုစစ်တဲ့ ABC ပေါ့နော်ဘာမှမရှိဘူးအားလုံးတူရဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တောက်လျှောက်စီးပြင်းနေထိုးနေရဓာတ်တွေကငါဘယ်လိုပြောရမလဲမပျောက်ဘူးဆိုတော့ဆရာဝန်ကလည်းပြောတယ်ဆိုတော့အရန်စိတ်ပူသွားတယ်စိတ်ပူသွားပြီဟာခုညာကြာစင်းတဲ့တကယ်ကိုဘယ်လိုပြောရမလဲလူကလည်းအဲ့ချိန်မှာအသက်22လောက်ပေါ့နော်22 23ဆိုတော့လူကလည်းအဲ့ချိန်မှာဘယ်လိုပြောရမလဲငါလည်းဘာပြောပါမှလည်းမလိုက်စားပါဘူးဘာဖြစ်လို့ငါစိတ်ထဲမှာခုညာကြာစင်းနေဆိုတော့အဲ့ချိန်ကနည်းနည်းလေးဘယ်လိုပြောရမလဲစိုးရိမ်သွားတာပေါ့နော်ဆရာဝန်တွေးစစ်ကြည့်ဆိုတော့သူကပဲတော့ပြောဝိုက်ပြောတာနာ HIV ဒီ ANS တွေမှဖြစ်နေရလားမလားညာလားပေါ့နော်အဲ့လိုမျိုးစိုးရိမ်သွားတယ်စိုးရိမ်တော့တဲ့တွေးစစ်တော့လည်းဘာမှမရှိပါဘူးကျွန်တော်အဲ့နဲ့ကျွန်တော်တစ်ဖက်ကဒေါက်တာဆန္ဒလေးကိုဖုန်းပြန်ဆက်တယ်အန်တီလေးရေပေါ့ဒါဘယ်သူပဲချမ်းသာဘယ်လိုပေါ့နော်လုံးဝအဖျားမရအဲ့ချိန်မှာကျွန်တော်ဘာမှမလုပ်နိုင်တော့တဟီတဟဲဖြစ်နေအဖျား103ဆိုတဲ့ဒဏ်နေ့တို့ကခံနေရအဲ့လိုတယောက်တော်တော်မောပန်းနွမ်းလှနေပြီနော်မောပန်းနွမ်းလှနေအဲ့ချိန်မှာဘေးနားမှာရှိတဲ့အဖွားတို့အမေတို့ကတော့အဲ့လိုဒေါက်တာဆာနဲ့ဆက်တယ်မဟုတ်ဒါကိုဗစ်ဖြစ်တာကိုဗစ်ဖြစ်ပါရဲ့ဆိုမှဘာတွေရှောက်ဆက်နေရလဲဗါတဲ့ညာလဲပေါ့နော်အဲ့ချိန်မှာတစ်ခါကျဆရာဝန်နဲ့တစ်ဖက်ကအမျိုးဆရာဝန်နဲ့တော့နည်းနည်းလေးဘယ်လိုပြောရမလဲတစ်ဖက်ကလေးတွေပြောနေပြီနော်အဲ့ချိန်မှာကျွန်တော်
အဲ့လိုမျိုးနေနဲ့ကျွန်တော်4ရက်မြောက်5ရက်မြောက်နေ့မှာဆေးတဲ့3ရက်ထိုးပြီးသွားပြီ9ရက်မြောက်လောက်လည်းရောက်လာပြီဘလို့မခံနိုင်တော့6ရက်မြောက်နေ့လောက်မှာလည်းကျွန်တော်ပါစီတမော့ကိုအဲ့ချိန်မှာတော့ကျွန်တော်စီးရနဲ့မသွားတော့ဘူးကျွန်တော်ဒေါက်တာဆန္ဒလေးကိုဖုန်းဆက်ပြီးတော့ပါစီတမော့ကိုလေကျွန်တော်ဘယ်လိုတောင်တောက်တခြားတောက်ရင်လေကျွန်တော်900 mg တော့မဟုတ်တော့ပါစီမော့တခြားတောက်နှစ်ပြားတောက်ရတယ်1000 mg ပေါ့နော်1 gram တောက်ရတာပေါ့မနက်အရန်ဖျားလိုက်အဲ့လိုတောက်4နာရီ6ကျွန်တော်အဲ့လိုတောက်သူကတော့ပြောတယ်တပတ်တို့10လုံးထပ်ပို့မတောက်အောင်ဆိုတော့ကျွန်တော်မိသွားပြီပါနော်လက်ရှိချိန်မှာတပတ်တို့ဘယ်လောက်ထပ်ပို့မတောက်အောင်ဆိုလားမသိဘူး5 gram ထပ်ပို့မတောက်အောင်ဆိုလားမသိဘူးနော်သူပြောရပါတော့အဲ့လိုမျိုးတောက်လို့ရအဲ့လိုတောက်တဲ့ချိန်နိုင်ကမိနစ်40တနာရီတော့လုံးဝအဖျားပြန်ကျသွားတယ်ဒါပေမဲ့ပြီးပြန်တက်လာအဲ့ချိန်မှာကျွန်တော်9ရက်မြောက်10ရက်မြောက်လောက်တည်းကြာတဲ့ကြောင့်ကျွန်တော်မရဖြစ်ပြီးကျွန်တော်ရဲ့အဲ့ကျွန်တော်ရဲ့မိန်းမမဟုတ်သေးဘူးပေါ့နော်ကျွန်တော်ရဲ့ချစ်သူကိုကျွန်တော်ဖုန်းဆက်တယ်ငါဒီလိုဖြစ်နေပြီအဲ့တော့မင်းလာပြီးကြည့်ရှုစောင့်ရှောက်ပေးပါကြည့်စိုက်ပါမဟုတ်ရင်တော့ငါဒီတောင်းကြော်ဖို့မလွယ်ဘူးပေါ့နော်ဘာလို့လဲငါ6ရက်9ရက်မြောက်နေ့လောက်ထိအဖျား103နဲ့နေ့တူကခံနေရတော့ပုံနေပြောမှဆိုတစ်ဖက်မှာစိတ်တစ်ဖက်မှာဒီဖျားနေတဲ့ဝန်ထမ်းမခံချင်တော့ဘူးမခံချင်တော့ဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်လိုပြောရမလဲငါတေဝါရမှာကောင်းတယ်ဆိုပြီးစတွေးနေပြီဒီ6ရက်မြောက်9ရက်မြောက်မှာပေါ့ဒီအဖျား103 104ဆိုတဲ့တိုင်းရာတည်းယူလောက်တယ်တည်ရမလားတမနိုင်ခံတာမဟုတ်တညက်နေခံတာ6ရက်စက်တိုင်လောက်ခံလာတဲ့အခါမှာဘလို့မှမဖြစ်တော့ဘူးအဲ့နဲ့ကျွန်တော်9ရက်မြောက်နေ့တည်းအဲ့လိုမျိုးပါစီမောနှလုံးတွေစားတောင်းနေတော့မနက်နှလုံးကြီးနဲ့နှလုံးညာနှလုံးတရင်လို့နှလုံးအဲ့အချိန်မှာအိမ်ကမိဘတွေရေတပတ်တိုက်ပြီးပါညာတာလောက်တာပေါ့နော်အဲ့မှာကျွန်တော်10ရက်မြောက်နေ့မှာစားပြီးတော့ကျွန်တော်မောလာပြီဘလို့မှအသက်ရှူလို့မရတော့ဘူးအဲ့နဲ့အောက်ဆီဂျင်တွေကျလာပြီပေါ့နော်အဲ့အချိန်မှာအဲ့ဆိုဒေါက်တာဆန္ဒလေးကိုပြန်ပြောတယ်အဲ့ဆိုပါစီမောစားတောက်နေကြတော့မရတော့ဘူးနော်အခြားတွဲဖက်တဲ့စီးလေးတွေပါပါနော်ပါစီမောတွေစာရေးစီးလို့ဘာညာတတာပါပါကျွန်တော်တော့မမှတ်မိတော့ဘူးကျွန်တော်လည်းအခုပြန်လုပ်ထားတာကျွန်တော်အဲ့ချိန် diary စာကိုပြန်ဖွင့်ပြီးကြည့်နေရတယ်မဟုတ်ကျွန်တော်မှတ်တမ်းတင်ခဲ့တဲ့ note ကိုပြန်ကြည့်ရင်ကျွန်တော်ဗီဒီယိုတစ်ခုရိုက်ချင်ချက်ချင်းဖြစ်ချင်တဲ့စိတ်ကချက်ချင်းအဲ့တော့ကျွန်တော်ပြောတဲ့ဗီဒီယိုမှာလေဘယ်လိုပြောရမလဲအဖြတ်အတောက်လေးတွေအချိတ်ဆက်လေးတွေအကျိုးပြောပြတဲ့စကားတွေကိုထပ်ပြန်ပြောနေရတယ်ပါရင်ကျွန်တော်ဘယ်လိုပြောရမလဲနားထောင်နေတဲ့ဒီအများပြည်သူကိုကျွန်တော်တောင်းပန်ပါတယ်ပေါ့နော်ကျွန်တော်ကအမှန်တိုင်းပြောမှဆိုရင်ကျွန်တော်ဗီဒီယိုရိုက်ချင်တယ်ကျွန်တော် explore လုပ်ချင်တာကျွန်တော်ရဲ့ဘဝရဲ့အတွေ့အကြုံတွေဒါပေမဲ့ကျွန်တော် edit လုပ်ရမှာအရန်ပြင်းတယ်ကျွန်တော်ဗီဒီယိုတစ်ခုလိုက်ရရတာကျွန်တော်ပထမဆုံးဗီဒီယိုမှာကျွန်တော်ဒီနေရာ location 3နေရာလောက်ရှာရအားတဲ့ချိန်ဒီကျွန်တော်2နာရီ3နာရီအားရဆိုတဲ့ချိန်ကျွန်တော် location 3-4နေရာလောက်ရှာရတယ်ပြီးကျွန်တော်လူတွေကြည့်ကျွန်တော်မကြိုက်ဘူးအဲ့တော့နောက်ဆုံးကျွန်တော်အိမ်ပေါ်မှာမရဘူးကားပေါ်မှာမရဘူးဆိုရင်ကျွန်တော်အခုဒီနေ့အိမ်မှာခဏအားတယ်ပေါ့နော်အဲ့ဒီအချိန်လေးမှာကျွန်တော်အခုဒါမီးပြတ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုပြောရမလဲအင်ပတာမီးနဲ့ခုရိုက်နေရတာပေါ့နော်အဲ့အတွက်ကြောင့်လည်း light တင်နေပါရောတိတ်အဆင်မပြေဘူးကျွန်တော်ရိုက်နေရတဲ့ဖုန်းနဲ့ဆိုတော့အဓိကကျွန်တော်ပေးချင်တဲ့ message ကိုပဲလူတွေသိစေချင်တာအဲ့ထားပါတော့နော်အဲ့တော့ကျွန်တော်ဒီတိုင်းပဲဆက်ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်နေ့လောက်ရောက်သွားပြီလဲဆိုတော့အဲ့10ရက်မြောက်နေ့လောက်ရောက်တဲ့အချိန်မှာဒေါက်တာဆန္ဒလေးနဲ့ပြောတော့အဲ့ဆိုရင်တော့ဒီအဆုပ်ကိုဓာတ်မှန်ရရတော့မှာပေါ့နော်ကျွန်တော်ချောင်းဆိုးတဲ့အချိန်မှာစပြီးအဲ့မှာတွေးပါလာတယ်ဒါမှလည်းချောင်းဟိုဆိုးနေတော့ချောင်းကျွန်တော်ဆိုတော့ဖျားနေရတယ်ဟိုချောင်းမှာဆိုရှင်းမှကျွန်တော်ချောင်းဆိုးရင်းနဲ့တွေးခဲလေးတွေတွေးဘယ်လိုမှတွေးကြိတ်လေးတွေးခဲဒါမှမဟုတ်တွေးခဲမဟုတ်တွေးအကြိတ်တေးလေးတွေအဲ့လေးရစုပြီးတော့တွေးထဲမှာတလိပ်တွေးတွေပါလာပြီပေါ့နော်ပါလာတော့အဲ့ဆိုရင်တော့အဆုပ်ကိုဓာတ်မှန်ရရမယ်ဆိုပြီးတော့ကျွန်တော်တို့ကနေတာဒီတောင်တုံမြောက်တုံမှာနေရဆိုကျွန်တော်တို့အနည်းဆက်ဆုံးဓာတ်မှန်ရရတာဆိုအဲ့တော့တူဝနာတမာထိတ်ပါလေဘာလည်းမသိဘူးကျွန်တော်တခွဲခန်းရှိရပေါ့နော်ဒီလိုစစ်တဲ့ဌာနဓာတ်မှန်ရတဲ့ဌာနကျွန်တော်အဲ့ကိုသွားစစ်တယ်ပထမတရက်10ရက်မြောက်နေမှာကျွန်တော်ကားလည်းမမောင်းနိုင်တော့ကျွန်တော်ကားလည်းကျွန်တော်မမောင်းနိုင်တော့ကျွန်တော်ရက်ွက်တဲ့ကကျွန်တော်ကိုဝိုင်းဝန်းကူညီပေးတဲ့လူတွေအများကြီးတည်းမှာအဲ့ချိန်မှာလူတွေကကြောက်ကြရပေါ့ကိုဗစ်ကိုလိုက်ကြားတဲ့ကမှကျွန်တော်ရှိမှရက်တောက်ပြီးတော့ကျွန်တော်အခုနေပြန်ကောင်းလို့မရဦးလေးကျွန်တော်နေမကောင်းတော့သူကြီးပြီးကျေးဇူးတင်တယ်နော်ဘယ်လိုပြန်အေးအောင်မင်းနေမကောင်းတော့ဟာလေမင်းကဘူးမှမတူချင်ကြည့်တာဒါပေမဲ့ငါအရက်4ပတ်လောက်တောက်လာပြီးမင်းကကားလိုက်မောင်းပေးရနိုင်စင်နာနော်နိုင်စင်နာမင်းပေါ့မှာတော့သူကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ထားပါတော့နော်ကျွန်တော်ရဲ့ကားဘယ်ဓာလေးကိုသူမောင်းပေးလဲနောက်မှကျွန်တော်ထိုင်နေပြီးနောက်မှာကျွန်တော်ရဲ့ချစ်သူနှစ်ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့သွားပြီးတော့ဓာတ်မှန်ရိုက်တယ်ဓာတ်မှန်တစ်ချိန်ဓာတ်မှန်ပေးမြရိုက်တယ်သူကအဲ့ချိန်မှာဖျားနေလက်မခံဘူးပေါ့နော်အဲ့တော့ဓာတ်မှန်ပေးမြရိုက်ဘူးဓာတ်မှန်ပေးမြရိုက်ပင်နဲ့ဘာဖြစ်လဲဆိုတော့အဲ့တကွဲကန်းပေါ့နော်တမာကြီးရှိတ်ရပေးနာကျွန်တော်မိနေတယ်အဲ့တော့တူနာရေစတန်ရေဆောင်ထိုးပေါ့နော်အဲ့ဓာတ်မှန်ပေးမြရိုက်ကျွန်တော်ဒီချိန်ကရှင်းမြောက်နေတော့ပေးမြရိုက်ဖျားနေတယ်အဖျားတရားနှစ်ဖြစ်နေတဲ့အတွက်ကြောင့်ဓာတ်မှန်ရိုက်လို့မရပါဘူးဆိုပြီးပြန်ဆုတ်လိုက်တယ်
အဖျားကြတော့မှတက်မှတ်လာရေးပါပဲအဲ့ဒါကျွန်တော်နောက်ရက်လည်းကြာတော့တက်မှတ်ရိုက်မှရတော့မရလို့မရအောက်ဆီဂျင်နဲ့ကြာလာအောက်ဆီဂျင်ကျွန်တော်မရဆို80လောက်ဖြစ်လာပြီတော့ဒါပေမဲ့ကျွန်တော်နေလို့ထိုင်လို့ရတယ်အဲ့နောက်9ရက်မြောက်နေ့လည်းကြာတဲ့ကြောင်ကျွန်တော်ဘာလုပ်လဲဆိုတော့တော့မယ်တက်မှတ်တော့ရိုက်မယ်တက်မှတ်ရိုက်မှရမယ်ဆိုပြီးတော့အဲ့ရက်တော့ကျွန်တော်ချစ်တယ်မှတ်မရဆိုရင်ကျွန်တော်ဒီ duration ဖြစ်နေတဲ့အချိန်မှာဆိုတော့2ပတ်လောက်ကျွန်တော်အိမ်မှာလာပြီးတော့ကျွန်တော်တော့ special nurse တယောက်နဲ့လာပြီးတော့ပြုစုဆောင်ရှောက်ပေးကြတာပေါ့နော်ကျွန်တော်ရဲ့ဒီမိမအခုလက်ရှိချိန်မှာမိမဖြစ်တဲ့တရားချစ်သူဖြစ်တဲ့နှစ်နှစ်ကအဲ့လိုမျိုးပြုဆောင်ရှောက်ပေးနေတာသူအလုပ်သွားတယ်ညဘက်ကျွန်တော်ပြီးမှအိတ်တယ်သူနေတယ်မှာဆိုအလုပ်သွားလုပ်တယ်ပြီးအလုပ်ဆင်းကျွန်တော်ရှိလာတယ်လာပြီးတော့ပြုဆောင်ရှောက်တယ်သူ့အိမ်ကိုလည်းသူခွင့်တောင်းရတာပေါ့နော်အဲ့အချိန်တော့ဘာဖြစ်ပြောသူ့မိဘတွေခွင့်ပြုပေးကြကျေးဇူးများတင်ပါတယ်အဲ့ချိန်မှာကျွန်တော်ပြင်မှာသူရှိရတဲ့အတွက်ကြောင့်အားရှိတယ်ကျွန်တော်မိဘတွေတစ်ခါကနေဝင်းရနေကြည့်ပြီးတော့စားချင်တာတွေတောက်ချင်တာချက်ပြုတ်ပြီးကျွေးမှုပေါ့နော်ဒါပေမဲ့ကျွန်တော်အားမရှိတာအဲ့နဲ့ကျွန်တော်9ရက်မြောက်နေ့ကျထပ်သွားတယ်သွားတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာစီတုံးတွေတောက်လျှောက်တော့ထင်းပြီးအသေးဆိုင်ထင်းပြီးဆိုနောက်ဆုံးအဲ့တုံးကအဲ့မြဆောင်တော့တခွေးခန့်ရှိရောက်တယ်ကျွန်တော်အလက်ကျွန်တော်ထပ်ပြီးဟိုလို့ရောတမန်ရိုက်ရွယ်ပြောတယ်ကျွန်တော်အလက်မရောက်ခင်စမ်းပြီးတော့ပါစီတော့နှလုံးသုံးလုံးတောက်ချတယ်တောက်ပြီးတော့အဲ့ချိန်မှာအပူကျနေပြီလို့လုံးဝအားမရှိပဲမသိရမှာနော်မကောင်းတယ်ဆိုတဲ့ပုံပေါ့ရှိတဲ့အားလေးနောက်ဆုံးမျောလင်းချက်နဲ့နောက်ဆုံးတမန်ရိုက်လိုက်ရတယ်အင်ကြီးလေးပါချုပ်ပြီးအချိန်မှာအဲ့တမန်ရိုက်တဲ့ဟာကိုနောက်နေ့အဖြေရရပါတော့အဲ့ဒါလေးကိုကျွန်တော်တို့ကအဲ့ချိန်မှာ Viber နဲ့ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်ရဲ့ဒီဒေါက်တာဆန္ဒလေးပေါ့နော်နောက်နောက်လည်းရောင်းသူ့ဒေါက်တာဆန္ဒလေးကိုနှမ်းပြရဲကျွန်တော်လည်းလိုပါလေသူကပြဖြူရဲတဲ့အစုပ်ရဲ့သုံးပုံနှစ်ပုံကခဲဝါယူပါနော်အဲ့အတွက်ကြောင့်ပြဖြူရမ်းရင်မောလာပြီးအောက်ဆီဂျင်ကျလာပြီးအဲ့တော့ဘယ်လိုပြောရမလဲဒါနမိုးနီးယားဖြစ်နေပြီပေါ့အဲ့ချိန်မှာကျွန်တော်တို့ကကိုဗစ်ဆိုတဲ့အဆုတ်ရောင်နမိုးနီးယားဖြစ်နေရပေါ့နော်အဲ့ဆုတ်ရောင်နမိုးနီးယားကြောင့်အဖျားရတယ်အရန်ကြီးတယ်တစ်ချိန်တည်းမှာပဲ COVID-19 ကမှဝင်နေရပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကတော့ကို virus ပိုးနာမည်ရှိရပေါ့နော် Gamma Alpha ကျွန်တော်လည်းမမှတ်မိတော့ကျွန်တော်လည်းသူဖြစ်တယ်လို့ရတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာအဲ့တော့သူကချက်ကိုစီထိုးရမယ်လက်မောင်းကိုစီထိုးရမယ်ပြီးရင်ဒီကန်ယူလာတွေကိုစိုက်ထားရတယ်ကျွန်တော်မနက်စီးတွင်ညစီးတွင်ချက်ကိုလည်းစီထိုးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်10ရက်မြောက်နေ့9ရက်မြောက်နေ့ရောက်နေပြီမမေရဆို9ရက်မြောက်နေ့လောက်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဘလို့မှမဟန်တော့အဲ့ဒါနဲ့အဲ့ဒီမှာအဲ့လိုဖြစ်နေပြီအဲ့တော့ဗာစီးထိုးရဗာစီးတောင်းရမယ်သူကလှမ်းပို့ပေးတယ်သူ instruction ပေးရပါတော့ဒီ injection စီးတွေတောက်စီးတွေဗာတွေပေါ့နော်အများကြီးသူပဲစီးဘယ်လိုပြောမလဲစီးချိန်ပေးရပေါ့နော်သူတို့ကြောင့်ဒေါက်တာခေါ်ကြဘယ်လိုခေါ်လဲစီးချိန်ပေးရခေါ်လားစီးဆက်ပေးရခေါ်လားကိုစီးတဲ့အကုန်လုံး instruction ပေးရဒါပေမဲ့သူမလာအောင်သူ့မှာလည်းအဲ့ချိန်မှာတာဝန်ဝတ္တရားတွေအများကြီးရှိရပေါ့နော်အဲ့တော့ကျွန်တော်နီးစက်ရစီးထိုးတတ်တဲ့NASMA တွေဆရာဝန်အခုအောင်ဆရာလေးတွေဘာလို့ပေါ့နော်အဲ့လိုမျိုးပို့ပြီးခိုင်းပါဆိုပြီးပြောတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်အဲ့ C instruction ရပြီအဲ့ချိန်မှာကျွန်တော်ရဲ့တကယ်ချင်းရင်းနှီးဆုံးကျွန်တော်တို့တူကျောင်းသားဆရာဒါတော့ဒီလိုလိုရမ်းချစ်ကားတဲ့တကယ်ချင်းအောင်ချမ်းမြတ်ရှိရပါတော့သူကအဲ့နေ့ညနေမှာရောက်လာပြီးတော့ကျွန်တော်အိမ်ရှိမှာပဲဒီတမန်တမင်းကျွန်တော်တို့အိမ်ကျွန်တော်အခန်းထဲမှာလည်းမနေနိုင်တော့အိမ်ရှိမှာပဲ TV အိမ်ထဲမှာပဲကျွန်တော်ဆက်သားပြလေးသင်ဖြာလေးသင်ဆောင်လေးသင်မဲ့ပုံမှာပဲဟူရဲနေတော့ဒီနောက်မှာထွေးကြနဲ့တွေးချောင်းဆိုးလိုက်မှတွေးပါနေဒီမှာတော့အားလဲလာအန်ဒီဒါကျွန်တော်မျိုးပေါ့နော်အန်ဒီသားလေးတို့ဆိုချင်တော့ကျွန်တော်မျိုးထဲမှာပဲအဲ့လိုနဲ့ဆုံးသွားတဲ့လူတယောက်ရှိပါဒီပုံစံတိုင်းဆိုစေးုံတင်မအောင်ရမှာပေါ့နော်ဒါပေမဲ့ဟိုမှာစေးချိန်လာရနေအဲ့တော့ကျွန်တော်အဲ့ဒီညမှာပဲကျွန်တော်တို့အိမ်နဲ့အနီးဆုံးပင်လုံစေးုံသွားရပေါ့နော်ပင်လုံစေးုံအောက်ဆီဂျင်ကဖြစ်ချင်တော့တတိယဆိုးလာရင်အဲ့ဒီ9ရက်မြောက်ညမှာပဲကျွန်တော်ထင်တယ်ကျွန်တော်ည7:00 နာရီလောက်ကြီးသွားကြတာသွားတော့ကျွန်တော်အောက်ဆီဂျင်62ပဲရှိတာအဲ့တော့ရက်ကွက်ဆရာဝန်ရတယ်ခေါင်းခါနေတော့အဖွားရတယ်အပေါ်ထက်မှာငိုကြီးဖြစ်နေပြီပေါ့နော်ငါမီးလေးမှဖြစ်ရတယ်ငါယောဂါကြီးဖြစ်ဘူးအဲ့တော့ချွေရတယ်မျက်ရည်ဝိုင်းနေရောကျွန်တော်တော်တော်မဟန်တော့ဘူးလေကိုယ့်ရဲ့မှာတောက်လျှောက်ပြားဒီတိုင်းခံလာတာအဲ့တော့ဆုပ်ရ3ပုံ2ပုံဖြတ်စည်းသွားပြီဒီအသွေးတွေခဲနေပြီဆိုတဲ့အခါမှာဘယ်လိုပြောရမလဲတမန်ထဲမှာပေါ်နေရောအဆုံးအနမိုးနီးယားကိုဗစ်ဖြစ်နေပြီဆိုတဲ့အချိန်ကျွန်တော်ဘလို့မှမရတော့အဲ့ဒါနဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပြည်တော်စင်းကိုသွားတယ်တကယ်ကြီးရတယ်ဟုတ်ပြီအမှုပို့ပါဆိုတာပြည်စင်းတော့ပြည်စင်းမှာလက်မခံဘူးလို့ရှိမှလည်းဆေးရုံကနေနေပြည်နေတာလည်းဖြားနာလို့တော့လေဒီမှာလက်မခံပါဘူးတတိယချမ်းအဲ့နဲ့နောက်ဆုံးတကယ်ချင်းနဲ့ကျွန်တော်ဒီလက်ရှိချစ်သူနဲ့အမေတို့ကတိုင်ပင်ပြီးတော့စီးလေးတော့ရောင်းပြီးပါအဲ့ဒါဆိုတော့ဘယ်သူ့ပချမ်းသာဆိုပြီးတော့ကျွန်တော်မှတ်မိတဲ့လောက်ဆိုကျွန်တော်အဲ့ချိန်တော့တုံးခဲ့ရတဲ့ဆေးရလေပိုးသက်ဆေးရ steroid ပါတယ်လေဒက်ဆာမီတာဆုံးကိုတောင်းရတယ်ပြကျွန်တော်အဲ့ဆေးကိုလုံးဝမှတ်မိတယ်ဒက်ဆာမီတာဆုံးကိုလည်းကျွန်တော် injection က3မျိုးလောက်ရှိတယ်ဒက်ဆာမီတာဆုံးပြီးရင်နောက်ဆက်ပိုးသက်ဆေး2မျိုးလောက်ရှိတယ်ချို့ဟာကြီးကဒီလိုဘူးအမော့ကျွန်တော်တို့သူတို့ဗာဆရာမူးရီနဲ့ရောပြီးရင်အဲ့ဒါကန်ယူလာထိုးထားတဲ့ထဲကထက်ပြီးရင်
တန်ငါကြီးထိုးထိုးရတဲ့ထက်ပြီးရင်ဒီနောက်တစ်ခုထပ်သွင်းရတာလက်ကိုတနေ့မနက်2ဘူးည2ဘူးသွင်းရတာချက်ကိုကြတော့မနက်တစ်ချိန်ညတစ်ချိန်ချက်ကိုကစီထိုးရတာဗျာဒီမှာရမ်းကြိုက်ခဲနေရပဲအဲ့လိုမျိုးကြီးလောက်ရတာပေါ့နော်အဲ့လိုမျိုးတော့ချက်ကိုထိုးရင်ပြတော့ပြောတယ်ဒီမှာဒါဖိုက်ဆိုဖိုက်ခေါက်ပြီးတိုင်းလိုက်အဲ့ဒီချက်ပြီးတော့သူတို့ injection ထိုးသွင်းတရားနာနိုင်အဲ့ချိန်မှာလည်းကျွန်တော်တော်တော်များများလည်းအဖြစ်ပြောခံရတယ်ဗျာဘာလို့ဆိုတော့ကျွန်တော်အဲ့နေ့ကကိုယ်မြောင်းနေပါအောင်အိမ်ပြန်လာစီးရလာထိုးပြီးမှလူကမရှိတော့ည10နိုင်7နိုင်ပဲအဲ့ဒါနဲ့ကျွန်တော်တို့ဒီတဝနာဒီမှာထက်ချီရမှတ်တိုင်နာမှာကျွန်တော်အတော်ရှိရပါတော့အတော်ရဲ့ဒီရောင်းမှလေးရတဲ့ဆရာဝင်ပဲဆိုတော့စီးလေးတော့ထိုးပြီးပါလာခဲ့ပါမယ်ဆိုတော့ကျွန်တော်အဲ့နဲ့အညာသွင်းအဲ့လိုတော့ပြီးတော့အဲ့နေ့ညမှာစီးစားတော့အဲ့မှာကျွန်တော်အောက်ဆီဂျင်62ဖြစ်နေပြီနော်မှတ်မရကိုယ်မြောင်းကျွန်တော်အောက်ဆီဂျင်ဘူးတဲ့ရှူနေရက်ကွက်ကကျွန်တော်တို့တောင်ပုံစက်ကွန်ရက်ကွက်ကဒီလူလာတဲ့ကောင်းပါလေပရိုက်တာပေါ်လေးရှိကြတယ်ရက်ကွက်မှာကိုပြီးတော့အောက်ဆီဂျင်ဘူးလေးလာပို့ပြီးကျွန်တော်အဲ့နေ့ညတော့ကျွန်တော်မအိပ်ရဘူးဗျမင်းလည်းမိတ်နေနေအဲ့ရရင်ပြေသွားမှာဆိုတော့ကျွန်တော်ဘေးနားမှာကျွန်တော်ချီတော့ဂိုင်းနာတယ်ကျွန်တော်လူကဟူးလုံးဝလူမဖြစ်သွားပြီပေါ့နော်လုံးဝကျွန်တော်အဲ့ချိန်မှာမှတ်မရတော့ကျွန်တော်အပေါ့လည်းမသွားနိုင်တော့ဘူးကျွန်တော်အလေးကိုလည်းခွက်နဲ့ပဲသွားတာအပေါ့လည်းအဲ့လိုကျွန်တော်လုံးလေးနေတယ်ဒီလိုလေးတော့မတက်မထနိုင်ဘူးကျွန်တော်အရမ်းမောနေပြီပေါ့နော်အရမ်းမောနေပြီဆိုတော့ကျွန်တော်တော်တော်ချင်းဆုံးနေပါအဲ့တော့အဲ့ချိန်မှာပင်လုံးလေးလက်မခံဘူးကျွန်တော်စီးတွေရောင်းပြီးတော့ဆန်းပြီးသားဆုံးဘာလို့ဆိုတဲ့injection တွေရောင်းပြီးတယ်ဒီဟိုရောင်းပြီးကျွန်တော်10ရက်စာလောက်တကယ်ကျတော့တော့တစ်ပတ်စာပဲထိုးရနေတာပေါ့နော်တစ်ပတ်စာလောက်ရောင်းပြီးလိုက်တယ်အဲ့ချိန်မှာအဲ့စီးရရှာရမ်းခံတယ်ကျွန်တော်လည်းကန်ကောင်းတယ်ဗျာကျွန်တော်စေးရုံရောင်းပြီးလိုက်တယ်ပေါ့နော်အဲ့စီးကောင်နာနေကျွန်တော်အပြင်မှာဘယ်မှရှာလို့မရတော့အချို့စေးတွေဆိုရင်လေဘဏ္ဍသိန်းတို့သိန်း10ချီသိန်းရာချီပေါက်နေတဲ့စေးရောင်ရှိရပါတော့အဲ့ဖြစ်ကျွန်တော်ဒါဆာမီတာဆုံးရဲ့လက်ကိုထိုးရတဲ့ပိုးသက်စေးရဲ့မူးကြီးရဲ့နောက်တစ်မျိုးရဲ့ပေါ့နော်အဲ့လိုမျိုးပြေတောက်စေးတောက်ရတယ်ဒါဆာမီအဲ့လိုမျိုးပေါ့တောက်ရတဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့အစထိုးရထိုးဝေးခြင်းနဲ့ကျွန်တော်ကမတက်တာဘူးစေးထိုးပြီဒါပေမဲ့အဲ့ဒီညမှာကိုယ့်ရဲ့မြောင်းညမှာစေးစထိုးတာဘိုက်ကိုချက်ကိုစေးစထိုးရပြီဒီကန်ယူလာနဲ့စထိုးရပြီကန်ယူလာလေးကိုတတ်ထားရတယ်နောက်ဆိုရင်စေးထိုးရမှာဖြစ်တယ်ဗျခက်ကြီးရောက်တာပြတောင်းပြန်လာအဲ့ဒီညမှာကျွန်တော်အိမ်ပြန်ရမှာအေးရည7နာရီ7နာရီညအစင်းမောအောင်စီဘူးလေးပြပါဆိုကန်ယူလာလေးနဲ့ဟိုမှာရှူရတယ်ပြင်မှာရှူပြီးတဲ့အခါမှာဒီနေ့မှာကိုယ့်ရဲ့ချစ်သူရရှိတယ်။ဒီလိုအတော့ကကြည့်နေပါတော့အချို့ခိုးပြီးငိုရတဲ့အားဒီတောင်းကြောင်းမဟုတ်တော့ဘူးပေါ့နော်။ဒီလိုမျိုးပေါ့အဲ့လိုဖြစ်နေရကျွန်တော်တောက်လျှောက်1တို့အလေးတို့အပေါ်တို့ဆိုရင်ကျွန်တော်ခွက်နေပဲတော့ရတော့တယ်။အဲ့ဒါကိုလည်းကျွန်တော်ချစ်သူငါပဲအကုန်လုံးစီးကြောတန်းစင်လုပ်ပေးရပါတော့။တကယ်ကိုတော်တဲ့လူကကျွန်တော်နဲ့ပြောရမလဲမယူခင်ကာလတည်းကကျွန်တော်ပေါ်မှာဆိုရင်အမေတရားလိုပဲပေါ့နော်ဒုတိယအမေလိုပါပဲအမအမေလိုလုံးဝဒီနေ့ဒီချိန်ကြီးလည်းကျွန်တော်ဆွေးနွေးအောင်ခံတာဒါပါတွေ့ကြောင်းတော့မှချင်းလုံးကြတယ်အဲ့လိုဆိုတော့အရန်ကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တော်ချင်းရထုံနိုင်လို့ဒါပေမဲ့စိတ်ဆာထိုးပါနေပြီးအဲ့လိုမျိုးကမနက်ထိုးနေ့လေထိုးညထိုးလေကျော်ရက်ကွက်ထဲမှာတောင်းလို့မှာမနက်ဖက်ဆိုရင်အောင်ဆရာလေးရှိသွားထိုးတယ်နေ့လေဘက်ဆိုရင်ကျော်ရက်ကွက်ထဲကရင်တော့ကျွန်တော်တို့တောင်းတော့ဟိုဘက်ပြီးမှတင်နန်းကျောင်းရှိရလေတင်နန်းကျောင်းဆိုတော့ဒီတူမာပြီးတင်နန်းကျောင်းရှိလို့ရှိရလဲချိုးရဆိုရင်ဒီချက်တွေဟိုစိတ်ထိုးပြီးတက်တယ်လေထိုးပြီးတယ်ညဘက်တစ်ချိန်ထိုးတယ်ရက်ကွက်ထဲကဆရာနောက်ပိုင်းကျနောက်ရက်တည်းကမနက်လာရင်နေ့လေလာအဲ့ချိန်မှာကျွန်တော်လုံးဝနားမထားသေးဘူးနော်ကျွန်တော်ရက်20လောက်ကြည့်လို့လုံးဝအဲ့ရတယ်လဲနေတာနော်မောနေတာမောဆိုးနေတော့အောက်ဆီဂျင်ဘူးရှူရတယ်အောက်ဆီဂျင်တိုင်းရတယ်ချိန်တိုင်းဟိုဒေါက်တာဆန္ဒလေးနဲ့ရတယ်အသွားပြန်လုပ်နေတာတက်တာလဲသူ့ရဲ့ဒီ improvement တွေကိုပို့ပေးနေရတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့ situation ကိုကျွန်တော်ကြာကြီးနေခဲ့ရတာပေါ့နော်အဲ့နဲ့ကျွန်တော်နောက်ဆုံးကျွန်တော်ပုံမှန်တော့ဒါစာမီတာဆုံးတော့အဲ့ injection တို့ဒီချက်ကိုထိုးရတဲ့တရားကိုထိုးတာပုံမှန်9ရက်ပဲထိုးရတယ်ကျွန်တော်လည်းမှာဗျာ9ရက်နေတော့ဓာတ်မှန်သွားရိုက်တယ်ဟာအဆုတ်ခါရအခဲကမပျော်သေးဘူးလေဆက်ထိုးကနောက်ဆက်3ရက်ထောက်အောင်ပါဘူးချက်ကိုနောက်ဆက်စုပါဖြားတာ9ရက်အဲ့ချက်ကိုထိုးရလိုက်လက်ကိုကန်ယူလာနဲ့ဟိုဒီဘက်လက်ကဒီအကျော်ရောင်ဒီဘက်လက်ကိုထိုးရတယ်ကန်ယူလာဟိုဘက်ပြောင်းဒီဘက်ပြောင်းနေတယ်အဲ့လိုနဲ့ကျွန်တော်ချက်ကိုထိုးတာ10ရက်ချက်ကိုထိုးရတယ်ဆန္ဒတက်တိချက်တွေထိုးရတာ10ရက်ရှင်းမှာဖြားတာ9ရက်စုအောင်19ရက်ဖြစ်နေပြီဒါပေမဲ့19ရက်မှာနည်းနည်းလေးတော့လူကမောတယ်ဟိုဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုပြန်တော့ဘယ်ပြောရမလဲတဖြည်းဖြည်းနဲ့ recover ဟိုပြောရမလဲအရန် serious တင်မဲ့ကျွန်တော်9ရက်မြောက်ညရတာအပင်လုံးစင်းမသွားခဲ့လို့ကျွန်တော်ထိုးစိတ်တွေဘာမှမရခင်ကျွန်တော်အဲ့နေ့ညဟိုတေချာ10ရက်17ရက်မှာရှော့ကျွန်တော် resistance သွားပြီအောက်ဆီဂျင်60နဲ့တချို့ဆိုရင်60နဲ့အောက်ဆိုဘိုးပြီလေ
နော်ဒါဆရာဝန်တွေဆိုသိပါတယ်ဆိုရင်တော့သိမှာပါနော်ကျွန်တော်တို့အပုံမှန်အောက်ဆီဂျင်အောင်98လောက်ဆိုသူလေးနဲ့မှခံခံကိုယ်မှာတွေ့အောက်ဆီဂျင်မှမရှိတော့ကြဘူးဆိုတော့ကျွန်တော်19ရက်10ရက်လောက်ကျွန်တော်ချက်လို့ injection တွေလုပ်ရတယ်ပြီးတဲ့အခါမှာကျွန်တော်နောက်ဆက်10ရက်19ရက်ရက်နဲ့10ရက်နေစားပြီးကျွန်တော်ထိုးစီမထိုးရတော့ဘာလို့လဲဒဇာမီတာဆုံးမီလီဂရမ်နေရှိတယ်မနက်ဘယ်လောက် gram တောက်ပါအဲ့တော့ကျွန်တော်ဒဇာမီတာဆုံးဝင်လာ900 mg လား1 gram လားအဲ့လိုမျိုးအလုံးလေးရှိအချို့ကျတော့250 mg ဆိုအဲ့လိုဆိုရင်တစ်နေ့တစ်ချိန်တောက်ရင်1 gram တောက်လို့ရှိရင်250ဆို၄ဆုံးတောက်အောင်ဒဇာဒဇာမနက်တောက်နေ့လယ်တောက်ညတောက်အဲ့လိုမျိုးဒါပေမဲ့အခြားပေါင်းဆက်တဲ့တွေးချက်စည်းရတောက်ရကျွန်တော်မှတ်မိရတယ် Isabrin တောက်ရတယ်အဲ့ဒါဒဇာမီတာဆုံးတောက်ရတယ်ပြီးရင်ဆိုင်စည်းတောက်ရတယ်ဆိုင်စည်းကကျွန်တော်အစိမ်းလုံးနေပါအခု omega ဆိုတော့ဟာပြီးပါဆိုတော့မဟုတ်ပါလေ ipat လားပါလေထားပါတော့နော်အဲ့လိုမျိုးတောက်ရတယ်ပေါ့နော်ဆိုင်စည်းတောက်ရတယ်အဖက်ပေါင်းဆုံးကတပြည့်နဲ့recover state ကျွန်တော်ထိုးစည်းရတယ်ဆက်ရထိုးပြီးသွားပြီ19ရက်ပြောရတယ်ဟိုကတောက်စည်းရ9ရက်25ရက်မြောက်နေ့လောက်မှာကျွန်တော်စပြီး recover ဖြစ်လာအဲ့ချိန်ကျွန်တော်အစားတောက်လာချက်စုပ်ပြုတ်ခိုင်းတယ်တူးလုံးတယောက်တည်းတောက်တာနော်တနေ့ကောင်တထိုင်နဲ့နိုင်ကြစားလုံးဝခန္ဓာကိုယ်ကသွားတဲ့ဝမ်းအစားတွေပုဒ်သက်စိမ်းနဲ့မှပါတော့စားပြီး recover ဖြစ်လာပြီကျွန်တော်နည်းနည်းလေးအတန်ပြန်မာလာပြီဒါပေမဲ့သူကတော့အဲ့ရတဲ့မှာလည်းတော့မထနိုင်သေးဘူးနော်ကျွန်တော်အလေးတွေအပေါ်တွေရခွက်နေမှသွားနေတော့နော်အဲ့လိုမျိုးနေအဲ့လိုနဲ့ကျွန်တော်ဟိုဟာကိုလည်းဆေးကိုလည်းကျွန်တော်ဝါတာမီတာဆိုနောက်ထပ်ကျွန်တော်တင်10ရက်လောက်ထပ်တော့အဲ့တော့စုစုပေါင်းကျွန်တော်ထားပါတစ်လလောက်ရက်30 31ရက်လောက်တောက်လိုက်ရတယ်ပေါ့နော်အဲ့ဒါစားနဲ့ပတ်သက်ပြီးအဲ့ချိန်မှာကျွန်တော်စပြီးတော့နလန်ထူလာတဲ့အချိန်မှာကျွန်တော်ဒေါက်တာဆန္ဒလေးကိုပြန်ဆက်တယ်ဒီလိုဖြစ်တယ်ဒီလိုသူကစီးတွေကိုအများကြီးချိန်နေရတာပေါ့နော်ထိုးစီးပြီးသွားပြီတောက်စီးလည်းဒီလိုပြောရတယ်အဲ့ဆိုရင်တော့ဒီလိုပါရှိတယ်ချောင်းဆိုးကြံသေးတယ်တွေးတော့မပါတော့ဘူးအဲ့တော့ချောင်းဆိုးကြံသေးရဖြစ်တယ်အဲ့ချိန်တော့ကျွန်တော်ထင်တယ်ချောင်းဆိုးကြောက်စအရင်နာမည်ကြီးရလေအားလဲဝါတကက်ကို6000 9000ပြီးရတယ်ဝါကျွန်တော်တို့ဗာလဲစိတ်မြောက်မဟုတ်ပါဘူးအပြာနုလေးအဲ့ကောင်ဘွန်ချက်ရယ်စောမြူစ်ရယ်အဆိုင်စည်းရယ်ပြီး Isabrin ရယ်အဲ့လိုတွေးချက်စည်းရယ်အဲ့ကျွန်တော်တစားတလားလောက်နေမှာရက်လိုက်ရပထမ9ရက်ကဖျားတယ်10ရက်မြောက်နေ့ရစာပြီး injection ကိုထိုးတယ်19ရက်လောက်ထိ20ရက်နေ့ကနေပြီးတော့30လောက်ထိဒဇာမီတာဆုံး Isabrin ဘွန်ချက်အဲ့လိုမျိုးပေါ့ချွဲပြောစီအကုန်ပါစီတမောတွေတောက်ရတယ်ဒိုက်ကလိုအန်တို့ပြီးတဲ့အခါမှာပါလဲဘာဒန်လဲပါဝါဒန်ဆိုအဲ့လိုမျိုးပေါ့နော် special စီတစ်ဖက်မှာလည်းအဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးတောက်ရနေမှာကျွန်တော်တပြည့်နဲ့ recover ရလာတဲ့အခါမှာ31ရက်နေ့ကနောက်ထားပါတော့ကျွန်တော်ဖြစ်တာရဲ့ day 32 32ရက်33ရက်32 33ရက်ရောက်လာတဲ့အခါမှာကျွန်တော်ဘာဖြစ်သွားရလဲကျွန်တော်ဝီဂျယ်စီပဲတောက်ရတယ်ချောင်းစုပြောက်စီပဲတောက်ရတယ်အဲ့တော့ချောင်းစုပြောက်စီတော့တစ်လလောက်ထပ်တောက်ရတယ်အဲ့တော့စုပေါင်းရက်60လောက်ကျွန်တော်ဟောဖြစ်ရချောင်းစုပြောက်စီတောက်လိုက်ရဒါပေမဲ့အဲ့နဲ့နောက်ကျတော့ရပြီချောင်းလည်းမချိုးတော့တက်တာဝါးရဆိုတဲ့ချိန်ကျတော့ကျွန်တော်မိနစ်တာလည်းရိုင်းတာကျွန်တော်မြန်ဖြတ်ချင်တော့သွားစရာလည်းရှိတယ်ဘောနော်အခုဆိုလည်းရိုင်းနေတဲ့ဖုန်းကြီးလာနေကျွန်တော်ဒီတိုင်းထားတာပါကျွန်တော်တော့ဖုန်းကြီးလာအဲ့တော့မြန်ဖြတ်ချင်တယ်မြန်ဖြတ်လိုက်တယ်အဲ့လိုဆိုတော့ကျွန်တော်ရက်40လောက်ရက်50လောက်မှာday 31ကနေပြီးတော့ day 40လောက်ထိကကျွန်တော်60လောက်စီပဲတောက်တော့40ကနေပြီးတော့2လတိတိဘာလောက်ရလဲဆိုတော့ Isabrin တစ်မျိုးတည်းပေါ့ကျွန်တော်တောက်ရတယ်ဘာဖြစ်လဲဆိုတော့အဲ့ချိန်မှာလူတွေတော်တော်များများ recover ရလာတဲ့လူတွေရှိတယ်10ဦးမှာကျွန်တော်တို့ဖြစ်တဲ့လူ9ဦးကတည်တယ်3ဦးမှာတူးခွဲတော့ဘာဖြစ်လဲဆိုတော့ recover ရလာပြန်တော့လေဒီနှလုံးမှာလေတွေးခဲပိတ်ပြီးတော့လေပြန်တည်ပြန်ရောဗျာအဲ့နဲ့ Isabrin ကျွန်တော်တောက်ရတယ်2လ3လလောက်ကျွန်တော်လုံးဝအဲ့ကြားထဲမှာကျွန်တော် gym မစောနိုင်တော့ဘူးကျွန်တော်ဘောလုံးမကန်နိုင်ကျွန်တော်ဘောလုံးတည်အောင်ကန်တယ်ဒီမစောနိုင်တော့ဘောလုံးမကန်နိုင်တော့ဘာမှမလုပ်နိုင်တော့အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောရမလဲ3လလောက်ထိကိုကျွန်တော်တွေးချက်စီတောက်ရတယ်ဘာလို့ချို့ကြတွေးပြီးဆိုတော့နှလုံးမှာတွေးကြောဒီတွေးတဲ့သွားပိတ်ပြီးတေးတဲ့လူတွေလည်းရှိရအောင်အဲ့အချိန်မှာအဲ့လိုမျိုးဆိုတော့ကျွန်တော်ဒါကျွန်တော်ရဲ့ duration ပေါ့နော်2လ3လလောက်ထိတော့တွေးချက်စီထပ်တောက်ရတယ်ကျွန်တော်ကန်ကောင်းလို့မတည်ခဲ့တာပေါ့နော်ဒီမှာကံဉဏ်ဝရိယဆိုတော့တေးကြလည်းမပါဆိုတော့မိဘတွေကောင်းတယ်ဘိနာချစ်သူကောင်းတယ်တငယ်ချင်းကောင်းတယ်တငယ်ချင်းဆိုတော့ကျွန်တော်နေမကောင်းနေတာမှာကျွန်တော်ဘယ်လိုပြောမလဲသတိဆိုမျိုးပဲတိုင်းငါရှမ်းလောက်ပဲစားခြင်းလို့ဆိုလာပို့ပေးတယ်တိုင်းငါဘယ်လိုပြောမလဲအဲ့ချိန်မှာလည်းလူမမဆိုတော့ဒီမှာစားချင်အောင်စားလိုက်ရမှာတိုင်းရနာသူ့ဝနာကော်ပြန်ကြော်စားခြင်းတယ်
ပေါ်ပြန်ကြော်ဖတ်ထုတ်ကြော်စားခြင်းအပို့ပေးတယ်တိုက်ငါလေးအားမရှိလို့လေငါဟိုမယ်ရီချိုအာလူကြော်စားခြင်းအာလူကြော်တာပို့ငါ့ကိုလေဟိုဘယ်လိုပြောရမလဲငွေတောင်ကဟိုထောက်ဆွဲကြော်လို့ပြောပေးတာတော့ဘာအကုန်လာပို့ပေးဟေးအဲ့ကောင်ကလည်းအဲ့ချိန်မှာသူ့မှာလည်းဟိုကားလေးရှိရောလေအရန်ကောင်းပါရဲ့တကယ်ချင်းအဲ့နဲ့အကုန်လုံးဘေးပတ်ဝန်းကျင်အကုန်ကောင်းတယ်ပေါ့နော်သူ့ပေါ်မှာကောင်းတဲ့အတွက်ကြောင့်ကျွန်တော်မတီကောင်းမပြောက်ကောင်းတယ်ကျွန်တော်ဒီနေ့ဒီချိန်မှာအသက်ရှင်နေတယ်ကျွန်တော်ဘဝမှာကျွန်တော်တေးကံအောင်လုံးဝတကားတစ်ချက်ပဲချားတော့ကျွန်တော်ရောက်တော့အဲ့တော့ကျွန်တော်ဒါကျွန်တော်ဘဝရဲ့ COVID-19 အဆုတ်ရောင်နမိုးနီးယားနဲ့ပတ်သက်ပြီးတော့ဘဝမှာကြုံတွေ့ရတဲ့အတွေ့အကြုံလေးကိုပြောတာဒါပေမဲ့ကျွန်တော်ဆက်ပြောအောင်ပါပြောလက်စားနဲ့နောက်2မိနစ်3မိနစ်ဘာပြောမလဲဆိုတော့ကျွန်တော်အဲ့ဒါကြီး recover ရောက်သွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ decimeter ဆုံးရဲ့ side effect လို့ပြောဟာကျွန်တော်မျက်စိအားရန်ကောင်းကျွန်တော်မျက်မှန်တက်မှာဒီနေ့တစ်ချိန်မကြိုက်ဘူးအဲ့ဒါကျွန်တော်မျက်မှန်မတက်ဘူးဒါပေမဲ့ဒီကနေပြီးထားပါအောင်နော်ကျွန်တော်တို့အိမ်ကဟိုဘယ်လိုပြောရမလဲအိမ်မာကြီးကနေအိမ်ခြံစကားဝအောင်လှမ်းကြည့်လိုက်လို့ရှိရင်ကျွန်တော်မျက်စိပုံနေအဲ့လိုဘယ်လိုမှကျွန်တော်မသိတော့ဝါးနေရေသိမ်ဖြစ်နေတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မျိုးလုံးရေထဲမှာကြည့်နေရတယ်ဝါးနေအဲ့လိုဘယ်လိုမှကျွန်တော်မသိတော့အဲ့နဲ့ကျွန်တော်ဟိုဘယ်လိုပြောရမလဲအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အတိဟိုမိတ်ဆွေဆရာကြီးရှိပါတယ်ဒေါက်တာတတာဦးဆိုတော့သူကလည်းဆရာကျွန်တော်တို့ပြောတယ်ဟိုဖြစ်တယ်ဟိုအောင်အောင်ဆိုဒေါက်တာတတာဦးဒါဘယ်လိုပြောရမလဲကျွန်တော်ရဲ့ဆရာလည်းဟုတ်တယ်ကျွန်တော်ရဲ့အကိုလည်းဟုတ်တယ်သူကနေမှတစ်ဆင့်လို့ဆိုတော့သူကကျွန်တော်ရဲ့ဒီ Messi optical RC တွေပေးရပါတော့သူဟိုဘယ်ရောက်ဝင်လာတဲ့ RC တွေလည်းမသိဘူးအရန်ကောင်းတယ်ဘူးတဲ့ဟိုနိုင်တဲ့ဟိုတင်သွင်းတဲ့ optical အားလေးတပူတောက်ရတယ်ကျွန်တော်ပြောနောက်ပြီးသူ RC တွေပြီးပါသေးတယ်ကျွန်တော်တို့ဘာalpha lipoic acid တို့ပါအဲ့လို RC တွေဒါလေး optical RC တွေတောက်ရတယ်ဆိုတော့ Messi ကအဲ့ RC တပူစီကုန်သွားတဲ့အခါမှာ Messi လည်းပြန်ကောင်းလာတယ်နောက်ပြီးတော့ကျွန်တော်အဲ့ side effect ကဘာဖြစ်လဲကျွန်တော် short term memory loss အရန်ဖြစ်ဒါပေမဲ့ကျွန်တော်ကလေအရန်ငယ်ငယ်လေးပြတယ် calculation ရန်တော်တယ်အုံနောက်ရန်ကောင်းတယ်စင်းစရာတဲ့အရန်နိုင်တဲ့သူဖြစ်တယ်ဗျကျွန်တော်အဲ့ဘက်မှာမထိခိုက်ဘူးအမလျှော်တဲ့မှငွေတော့ဘယ်လိုနေရာမှာဖြစ်တာတငယ်ချင်းအရှင်းနာမည်ကိုမိတာဟာသူ့ကိုတိတယ်ငါသူ့ကိုတိတယ်သူ့နာမည်အဲ့လိုမျိုး short term memory loss အချို့တွေကတော့အားနေကြအချို့တွေကနံပါတ်ရင်းမှတ်တာမှာကျွန်တော်လေ့လာကြည့်တော့နောက်ပိုင်းဟိုအချို့တွေကနံပါတ်ရင်းမှတ်တဲ့နေရာမှာအရန်တော်ကျွန်တော်ကြောင့်နံပါတ်ရင်းလို့နာမည်လို့မှတ်တဲ့နေရာမှာအရန်ကျန်တယ်အချို့တွေကြတော့အဲ့လိုဥမာကျွန်တော်နေချင်းဆွမ်းနာအောင်ချမ်းမြတ်ဆိုရင်ကျွန်တော်ဒီကောင်ကိုတည်ထားမိသူ့ဖုန်း2ခါလောက်ဆိုင်နံပါတ်စိအဲ့နံပါတ်ကိုသူအလုပ်ရတယ်ကျွန်တော်အချိန်100ဆက်ကျွန်တော်လုပ်မရဘူးဟုတ်ကဲ့မှတ်လည်းမမှတ်တာပါတယ်ဒါပေမဲ့အချို့နေရာတွေမှာကျအရန်တော်တယ်ငွေကြီးနဲ့ပတ်သက်တော့ငါဘယ်နည်းပဲချိန်မှာဘသူ့ကိုဘယ်လိုရောင်းဝယ်လုပ်တဲ့နာဘသူ့ share ဘယ်လောက်ရရင်ဘသူ့ကိုဘယ်လောက်ပေးရမလဲဘယ်လိုကောင်းရောင်းကုန်ဝင်နဲ့ပတ်သက်တော့တရားအောင်အကုန်မှတ်တယ်ဒါမျိုးအဲ့လိုမျိုးအမေပြောချင်တာအုံနောက်လည်းနည်းနည်းလေးဟိုဘယ်လိုပြော memory loss တွေဖြစ်တယ်ပေါ့နောက်တစ်ခုပါတက်ဖြစ်တယ်ဆိုတော့ကျွန်တော်အမောမခံနိုင်တော့အမောမခံနိုင်ဆိုတော့ဘောလုံးကန်ရင်ကျွန်တော်တနင်္ဂနွေ2နိုင်ကန်နိုင်တယ်အခုကတော့နော်2025နဲ့ရောက်လာပြီကျွန်တော်ကန်နိုင်တာပြီးတော့ကာပါလည်းရလာပြီဂျင်းတွေလည်းပြန်ဆော့လာဒါပေမဲ့ကျွန်တော်ဟိုးအရင်တော့လို့တော့ဟိုဘယ်လိုပြောရမလဲသူပေးသားပြီးမခံတော့ဘူးကျွန်တော်ရေကန်ထဲမှာရေကူးရန်သွားလို့ရေကူးရန်ထဲမှာတိုင်းမစင်ရဲတော့ဘူးမိုးရွာတွေရောက်တာနဲ့ကျွန်တော်ဖျားရင်အနည်းဆုံး2ပတ်လောက်ဖျားတယ်ဟိုလိုမျိုးတော့တိုးပြီးတော့မဟုတ်ဒါပေမဲ့စီုံ2ခါ3ခါသွားထိုးရတယ်ဖျားပြီးချောင်းဆိုးတယ်ဘယ်လိုပြောရမလဲဟိုကျွန်တော်ခန္ဓာကိုယ်ထဲက virus တွေ bacteria ဝင်အရန်လွယ်သွားတာမသိထားချင်ကိုယ့်ကောင်တတ်မှတ်မိတယ်ပြနှစ်တိုင်းဖျားနေတာမကြမကြာဖျားနေတာငါဟာကြီးမသိရင်ဇေယျကြီးကြနေတယ် virus တွေကဝင်လိုက်ပြီးပုဒ်စိတ်တောင်းတေသွားလိုက်အဲ့လိုမျိုးအခုဆိုရင်နောက်ပိုင်းဆိုကျွန်တော်မှတ်မိတယ်ကျွန်တော်ချောင်းဆိုးရတယ်625 bronchitis Kuran 625 bronchitisအမြဲတောက်နေတာပြီးချွဲပြိုစေစောမျိုးတုံးမဟုတ်ပါနောက်မျိုးရှိပါတယ်ချွဲမျိုးမဟုတ်စောမျိုးမဟုတ်နောက်မျိုးစီးပါတယ်မှာရအဲ့မျိုးအရန်တောက်ရတာသိတယ်မလားနှစ်တိုင်းပဲအခု2025ထိပဲခန္ဓာကိုယ်ရဲ့ဟို resistance အရင်မကောင်းတော့ဘူးเนาะအဆုံးမှာဆိုတော့ sport တွေရှိနိုင်တာပေါ့เนาะဒါပေမဲ့အားဒီမှာလေးအန်ဟောတာလေကျွန်တော်လုံးဝစလိမ့်မတောက်ဘူးကျွန်တော်ဘဝအမှုဆိုအရန်မဘေးတော့မစလိမ့်တောက်အရန်မတနေစလိမ့်တောက်ကျွန်တော်မျိုးအရန်ရင်းနဲ့ထွက်သွားလို့ပြောတာဒီနေ့ကျွန်တော်ထွက်သွားတာစလိမ့်မတောက်တဲ့သူကအဆုတ်ဖြစ်တာဗျာသိလားအဲ့လိုမျိုးအရန်ပြူးဆိုင်နေရကြတဲ့အဲ့ဖြစ်တာဒါပေမဲ့ဒူဝီထားပြီးတော့ကျွန်တော်ပြောလို့ပေါ့เนาะဟို mass မတတ်တာပါအဲ့လိုမျိုးတော့ဖြစ်ခဲ့တာပေါ့အဲ့အတွက်ကြောင့်ဒါကျွန်တော်ဘဝရဲ့COVID-19 ဆောင်းနမိုနီးယားနဲ့ပတ်သက်တဲ့အတွေ့အကြုံလေးကိုကျွန်တော်ရတဲ့အချိန်လေးမှာရတဲ့ဟိုဘလို့ရိုက်လို့ရတဲ့ဒီ accessory လေးနဲ့ကျွန်တော်ရိုက်ပြီးတော့ share ပါတယ်ကျွန်တော်ဘွားရဲ့အတွေ့အကြုံပါကျွန်တော်ကျေးဇူးတင်တဲ့အားလုံးနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းအကောင်းဆုံးတော့ကျွန်တော်ဘွားရဲ့ live experience နဲ့ကျွန်တော်ဆက်လက်ပြီးတော့ explore လုပ်ပါမယ် share ပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ